င်းတို့ငငယ်တုန်းကဆိုရင်ဇာတိသားဘဝတုန်းကနေပရိယညပฏิပတ်နေကြတော့ပရိယတိစာပေကျမ်းကလို့တဲ့ညကြ10 နာရီနောက်ပိုင်းဆိုရင်တရားအထုတ်တယ်တရားအထုတ်တယ်ပဲသွားပဲလားကိုဝိနည်းသိက္ခာပုဒ်တွေစောင့်ရှောက်တယ်ဒါပေမဲ့ကိုပတ်ဝန်းကျင်နဲ့ဘာဖြစ်လာတယ်လဲဆိုတော့စန့်ကျင်ဘက်လေးတွေ့ရကုသိုလ်နဲ့အကုသိုလ်ကစန့်ကျင်ဘက်မဟုတ်လားကုသိုလ်လုပ်သူနဲ့အကုသိုလ်လုပ်သူကတော့စန့်ကျင်ဘက်3 နဲ့ 4ပဲတခါတည်းမှတို့နောက်ဘာပြောလို့ဆိုတခါတည်းကျယဟန္တာကြီးလာတယ်ကွာယဟန္တာကြီးဘုန်းကြီးကလည်းပြုံးလေးရှိတယ်အဲ့ဒါလိုအပြောခံရသိပ်ပြုံးတာကောင်းသောနမိတ်ကလေးတွေဟုတ်တယ်လားဘယ်လိုခေါက်ခံရတယ်မကောင်းဘူးလားတနေ့ဖြစ်မှာပေါ့ငါဖြောင်းလုံးမှာပေါ့ဟုတ်လားသူတို့စိတ်ထဲမှာတော့ဘယ်လိုကြောင်ပြောတယ်ဆိုတာမသိဘူးလေကဲရချုံချတဲ့စကလုံးလေးပေါ့လေတခါတော့ဘာလို့ခနဲ့တက်လို့ပေါ့ဒါသူ့လောကသဘာဝကိုပုရုဇဉ်ဆိုတာပုရုဇဉ်စိတ်ပဲရှိတယ်အရိယာစိတ်မမွေးဘူးဟုတ်တယ်လားအဲ့တော့သူတော်ကောင်းတဲ့မရှိတဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းတွေရဲ့ဆုံးမတရားကိုလိုက်နာကျင့်သုံးမှုမရှိဘူးမရှိတော့သူတို့နဲ့ပေါင်းရတာတစ်ဖက်ကဘာဖြစ်လဲဆိုတော့ပါရမီများမြောက်တယ်ခန္တီပါရမီတွေများမြောက်အတင်းနေပြောကြတယ်ဆိုကြတယ်ဗာလိညာလိပြောကြနောက်ဆိုဘုန်းကြီးတို့တရားအထုတ်စဉ်တုန်းကကိုစောင့်ချောက်ပေးလိုက်တဲ့ဥစ္စာဆရာတော်ကြီးနဲ့ကိုကဆန့်ကျင်ပဲစားတရားအထုတ်တဲ့ဘုန်းကြီးကတရားအထုတ်တော့နည်းနည်းလေးနမိတ်တွေပေါ်တော့နမိတ်တွေကတောထဲမှာသူတို့သက်ပြောင်းမှာသွားထိုင်တာကိုထိုင်တော့ဟုန်နေပူတဲ့အောက်ကောင်းကြီးတွေပေါ်အဲ့ဒါလန့်ဖြတ်သွားတာအဲ့ဒါကိုတပည့်တော်ဘယ်လိုဖြစ်သွားတယ်ဗျာလားအေးမင်းယူတော့မယ်မင်းတရားမထိုင်နဲ့မင်းတရားမထိုင်နဲ့အဲ့ဒါအမေကလည်းလာတော့ဆွမ်းပို့လာတော့ဘယ်ကိုကြီးပဲခေါ်တာကိုဆရာတော်ကမှနေကြတော့ကိုဆွေမျိုးကြီးဆိုတော့အကိုကြီးဦးစင်းလေးဘယ်လိုရှိလဲနင်းသားငါပြောမရဘူးနင်းသားယူတော့မယ်တရားမထိုင်သူတရားထိုင်တာဆရာတော်ကတော့ပရိစိတ်တယ်လေဆရာတော်ကပရိလုပ်ပဲအမြဲတမ်းပရိအမြဲတမ်းစိတ်တယ်သူတို့ကပရိစိတ်မင်းပရိစိတ်တာကောင်းတယ် तू အမြဲတမ်းအားပေးတယ်ပရိစိတ်မင်းပရိတာနာပြည့်တယ်မှာအသိကောင်းတယ်ပရိစိတ်တာကောင်းတယ်ဘာပေါ်တယ်ညာပေါ်တယ်လက်လာပါပေါ်တယ်ပေါ့လေလက်လာပါပေါ်တယ်ဆိုစိတ်ကမဝင်စားတာရပါလေမရပါလေအဲ့ဒါပေါ်လို့ဘာဖြစ်မှာလဲသင်္ကန်းပေါ်တင်ရထားသင်္ကန်းကြီးပေါ်လို့ချင်းသင်္ကန်းထားစရာတော့မရှိဘူးပေါ်လုံးလို့လက်လာပါတယ်ဟုတ်လားမပေါ်ဘူးလားပေါ်တယ်ဘုန်းကြီးခန်းနေလာကြည့်စေတကစေဗီဒီယိုထဲမှာမဆောင်ဟိုကလာနေမကောင်းလားလူတွေကလာလူဟုတ်ကဲ့လားတခါတည်းစိတ်ကုန်တယ်ဘာဖြစ်လာမသိဘူးနော်အရာတိုင်းမှာမြည်သည့်အရာမဆိုတခါတည်းမလူချင်းလေးပို့ရလေပဲဒါတွေကကိုလွတ်ယူလို့ဖြစ်တာမဟုတ်ဘူးအတိတ်ကံတရားတွေဟုတ်တယ်လားကိုလုံးယူရမှာကတရားအထုတ်မှုဘာအလို့အဓိကလုံးယူရမယ်အလုပ်ကတရားသူတရားမယ်မရမချင်းအထုတ်ရမယ်အလုပ်ကတရားတစ်ခုပဲရှိတယ်နောက်ဟာတွေကကိစ္စမကြည့်ဘူးဒါအရှံရံလောက်ပဲရှိတာအရှံရံလောက်ပဲရှိတာမလုံးမဖြစ်မကျင့်မဖြစ်တဲ့အလုပ်ကဒီတရားတစ်ခုပဲရှိတယ်တရားဓမ္မတို့နားလဲတယ်နော်ဒီအလုပ်ကတကယ်မလုံးမဖြစ်တဲ့အလုပ်နော်တကယ်မိမိရဲ့အလုပ်မိမိတန်တန်ဘဝမှာအကောင်းဆုံးနေဖြစ်အောင်ထူးခြားတဲ့အတိတုဉာဏ်တို့မပေါ်အောင်ကိုယ့်ရဲ့ဘဝကိုအစင်တန်မြင်မလာအောင်ကြိုးစားရမယ်လောက်ကကိုမတပတ်ဘေးပယ်ပုဂ္ဂိုလ်မှမရှိဘူးမိဘလည်းကိုယ်လည်းမဆိုင်ဘူးခက်တာခဏလေးပဲသူတို့မိတဲ့အဖေအမေဖဆိုခဏလေးဆုံးကြတော်ကြသူတန်းသူခွဲကြလမ်းခွဲကုန်ကြမှာပဲနော်အမေကပြောတာပေါ့ငါသားနေတရားမထိုင်နဲ့ဦးဇင်းတရားမထိုင်နဲ့တော့ဆရာတော်ကြီးကပြောတယ်နဲ့ယူတော့မယ်တဲ့တပည့်တော်ကအကြီးဖုန်းကြီးရအမေလို့ပြောခံရလိမ့်မယ်နော်အမေခေါင်းတာပေါ့အဲ့ဒါယူပဲစီယူလို့အသုံးမချတော့ဘူးကိုကြိုက်တယ်ဘုန်းကြီးအဟုတ်ပဲဘယင်တို့ကတော့အယူလို့နေတာသင်္ကန်းတွေဆိုလို့ရှိရင်သင်္ကန်းတွေလူတဲ့အတော့ကြလာလူပြန်ပြီလာလူလို့သင်္ကန်းအဟောင်းတွေကစုပ်ပြတဲ့အဲ့ဒါချုပ်ပြီးတော့ဝတ်ချင်တာကိုမအရှိလဲပါတယ်အလဲပါတယ်ချုပ်လို့ရှိရင်စုပ်လို့ရှိရင်ဝတ်မှာပေါ့နော်နည်းနည်းတစ်ခါတည်းနည်းနည်းပပလောက်ဒီစုပ်ကြတာဟိုမှာညကြောခြုံနေခြုံကြားမှနေတဲ့ဘုန်းကြီးကိုခြုံနေမှာစူးညိတာဟာဆွဲလိုက်တော့တဲ့ဆိုအိတ်စုပ်လို့ပို့ကြိုက်တယ်အဲ့ဒါလေးပြန်ချုပ်လို့ရတာစုပ်သွားရင်ပို့ကြိုက်တယ်ဒကာဓမ္မတွေကြစုပ်သွားကြိုက်လားဆိုတော့အစုပ်ကြီးမောပါနေကလွှင့်လိုက်တော့ဖ
ဖြစ်မှာပေါ့ဟုတ်လားဘုန်းကြီးတို့ကြတော့ဝိနည်းသိက္ခာပေါ်တဲ့အဲ့ဒါလေးကိုချုပ်ဆိုးလိုက်တာချုပ်ကြောင်းလေးတွေပေါ်အဲ့ဒါတွေချုပ်ဝတ်ထားရတာဘင်းလင်းအစင်ကိုပြေလို့အခုစုံမဲ့သင်္ကန်းအချိန်မပေးနိုင်ဘူးသင်္ကန်းမပြီးသေးဘူးသိက္ခာတဲ့ဘုံဘုံဒီသင်္ကန်းဝတ်ပါလာပြန်ပြီဘုံဒီသင်္ကန်းဝတ်ပါအောင်ဗျာဘာလို့ဒုက္ခတခါနဲ့ထွက်ကိုပြေးကျင်တာမိုးရှင်လို့သင်္ကန်းနဲ့မိုးရှင်လို့ဟုတ်လားသင်္ကန်းနဲ့ဆိုတော့လာစိတ်အောင်တော့မိုးရဘူးနော်အဲ့ဒါလောက်ထိဖြစ်တာပေါ်တာဘူးဒကာရမတွေပေါ်တယ်မလို့ချင်းလေးပေါ်တယ်မိုးအရှင်နဲ့အတင်းဝတ်ခိုင်းတာပဲဝတ်ရှင်တဲ့ပုဂ္ဂိုလ်ကျတော့သွားမလို့ကြဘူးဆရာတော်တစ်ပါးကဘာပြောလဲဆိုတော့မြောက်ဦးဆရာတော်ကိုတပည့်တော်တစ်ခုအသိပေးခြင်းနဲ့မှတ်မှကိုတော်သိက္ခာထပ်တာတွေမလုပ်ပါနဲ့သိက္ခာထပ်ဖို့လူတွေကိုမပြောပါနဲ့ရှင်မြတ်တပည့်တော်ကလည်းသိက္ခာလာထပ်ပါသိက္ခာလာထပ်ပါလို့မခေါ်ဘူးခင်ဗျာသူတို့ကသူလာထပ်နေကြတာသူတို့ကသူလာသိက္ခာထပ်နေကြတာကိုတော့မပြောဘူးလေငါသိက္ခာထပ်လို့မပြောပါဘူးသူကသူလာထပ်နေကြဒကာဓမ္မတွေကုသိုလ်လိုချင်လို့သူလာကုသိုလ်လာလုပ်နေကြတာတပည့်တော်နဲ့တပည့်တော်ကရှင်မြတ်သိက္ခာထပ်ပါရင်လူဒီကုသိုလ်ဖြစ်ပါစေတော့လို့ညီညီလေးထိုင်ပေးလိုက်ရတာပဲကတ်ခံပေးလိုက်တာသင်္ကန်းပရိက္ခရာဟုတ်တယ်လားသိက္ခာထပ်တဲ့ယဟန်တကာယဟန်မတွေဘုန်းကြီးတို့ဒီသိက္ခာထပ်ပါလို့ဘသူပြောဘူးလေပြောသမ်းပြောဘူးလားဘုရားသိက္ခာထပ်ဘူးလို့ခေါ်တောင်းဘူးလားဒါကနဲ့စိတ်ညစ်လို့သိက္ခာထတော့မခံချင်တော့ဘူးနေဖို့ထိုင်ဖို့မရဘူးဟုတ်တယ်လားအဲ့ဒါပြောပြလိုက်တယ်ဆရာတော်တို့မဟုတ်ဘူးလေနောက်လူအပ်တဲ့ဟိုကိုရင်လေးတွေရှိတယ်သိက္ခာရဟန်းမခံနိုင်တဲ့ပေါ့အဲ့ဒီပုံကိုယ်ကြီးညှော့လိုက်ပေါ့အရှင်ဘုရားပြောလို့လည်းမရဘူးမမရှိတဲ့သွားလို့ပါတော့မဟုတ်ဘူးယဟန်တက္ကမတယောက်ဆိုဘာပြောလဲတပည့်တော့၃ပါးကြပြီတဲ့ရဟန်းခံပေးတာအကုန်လူထွက်တယ်တဲ့ဒီဘုန်းကြီးတစ်ပါးပဲကြံတယ်တဲ့လူမထွက်တာလာလူထက်တဲ့ဘုန်းကြီးကိုဘယ်တော့မှယဟန်လည်းမခံဘူးတဲ့လူထက်မဲ့ဘုန်းကြီးတို့ယဟန်ကိုမခံတော့တာတဲ့ချက်ချက်ပါပါဒီတစ်ပါးလေးတော့ဒီတစ်ပါးလူမထွက်လို့တော်သေးတယ်ဒါတော့လူထက်မဲ့ပထမပြောတာပေါ့တပည့်တော့သိက္ခာတက်သူကယဟန်ခံရင်လူပဲထွက်တာဒီဘုန်းကြီးကြုတ်တော်တာဆိုမလုံနဲ့သိက္ခာမထက်နဲ့ဘာဖြစ်လို့တော့ဗျာတော်တော်ကြခင်ဗျာယဟန်ခံပေးလိုက်လူထွက်လိုက်ဆိုရင်တို့လူထွက်ဒုက္ခရောက်မှာခင်ဗျာလက်နဲ့ပတ်မကောင်းဘူးမဆိုင်ပါဘူးဗျာကိုယ်ကံနဲ့ကိုယ်ကြိုးပေးပြောတာပါအရာတိုင်းမှာဟုတ်လား